ဟုတ်တယ်ဗျာနိုင်ဝက်ဆိုတကယ်ဖက်ပြတိတာတယ်ဗျာသူရဲ့ဖက်တကယ်စိတ်ခံစားမှုတွေရောအခုဟိုကဒီကောင်ကိုဖြုတ်လိုက်ခြင်းအဖြစ်ဒီနက်မို့စားလိုက်ခြင်းအဖြစ်ဘယ်လိုလုပ်တယောက်တည်းကိုယ့်ဘာနဲ့ကိုပျော်ရွှင်မှုရှာလို့ရဗျာကျွန်တော်ပြောချင်တာတိလာမလို့ဒါကျွန်တော်တယောက်တည်းဗျာမှာကွင်းမြင်ဟုတ်တယ်ကွင်းမြင်ရဲ့အလဲမှာတွေ့လားတယောက်တည်းနော်ဟိုမှာနွားတွေနဲ့ဘဲတယ်တိလားဒီနေရာကိုတိကြလာမြင်တနိုင်ရတယ်ကိုလေမမလေးအဲ့လိုမျိုးဒါနော်မအဘကရှုကင်းကြီးဗျာမဟုတ်တယောက်တည်းဆိုတာကိုတတိပြချင်တာဗျာကျွန်တော်လစ်တော့မှာခဏနေလစ်တော့မှာမှတ်တမ်းမတင်နိုင်ဘူးကျွန်တော်အခုမှတ်တမ်းတင်လို့ရတဲ့အချိန်အတော်သွင်းမှာကျွန်တော်အခုတော့လစ်နေပြီချင်းပြောကျွန်တော်ပြောင်းနေဗျာကျွန်တော်ရဲ့ဟိုပါတယ်အဲ့ကမြင်ဆန်ဆန်အဲ့လိုမျိုးမှတ်တမ်းတင်တာဟုတ်လားအခုကျွန်တော်အမြင်အာယုံနေစမှပြောင်းနေဗျာမယုံနေမတတ်နိုင်ဘူးဗျာရှင်းပြောရတယ်အဲ့နတ်မှုစားပြီးအဲ့လိုဖြစ်တယ်ဗျာစားပြီးမိုက်တယ်ဒီလားအဲ့ဒါလေးသိစေချင်တာဗျာလာ try မယ်ဆိုရင်တော့ line ပေါ်မှာမပြောနဲ့နော်လူချင်းတွေ့မှာပဲဆွေးနွေးမယ်ဗျာတကယ်ပါတယ်ဝါ